မင်္ဂလာပါရှင် Xiaomi ရဲ့ Smart Fan လေးမှာပါတဲ့ထူးခြားတဲ့အချက်လေးတွေကိုပြောပြပေးပါမယ်ရှင်ပထမဆုံးချက်ကတော့လေယားစပီးအမြင့်ဆုံးနဲ့အသုံးပြုမယ်ဆိုလို့ရှိရင်လေယားတော်တော်လေးပြင်းတာဖြစ်ပါတယ်ဒုတိယချက်ကတော့ဘေးရင် negative ion generator ပါတာဖြစ်တဲ့အတွက်ကြောင့်မလို့တန်ရှင်းလက်ဆက်တဲ့လေတွေကိုအမြဲတမ်းရရှိမှာပဲဖြစ်ပါတယ်ရှင်ဒီ negative ion မုတ်လေးကလေထဲမှာရှိတဲ့ဖုံမုတ်တွေမီးခိုးငွေ့တွေနဲ့ဆေးလိပ်ငွေ့တွေကိုပေါင်းဆက်ပြီးတော့အောက်ကိုကျသွားစေတာပဲဖြစ်ပါတယ်ဒါကြောင့်မလို့သူကလေကိုတန့်စင်ပေးတာနဲ့အတူတူပဲဖြစ်ပါတယ်ရှင်အလက်ကျရှိတဲ့သူတွေနှာခေါင်းပိတ်တဲ့သူတွေနဲ့အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာရှိတဲ့သူတွေအတွက်အရန်တင်တော်တဲ့ fan လေးဖြစ်ပါတယ်ရှင်အခန်းတွင်းမှာပိတ်လောင်နေတဲ့အနံ့သက်တွေကိုလည်းရောကျသွားစေမှာပဲဖြစ်ပါတယ်တတိယအချက်ကတော့ပန်းကအတန်လုံးဝမကြားရတာဖြစ်ပါတယ်ပြီးရင်တော့သူ့မှာတဘာဝလေးလေးတိုင်းတိုက်ခတ်ပေးမယ်နေထွေဝင်းမုတ်လေးပါပါတယ်ရှင်ဒီနေထွေဝင်းမုတ်လေးကိုဖွင့်ထားမယ်ဆိုလို့ရှိရင်ပန်းကကြောင့်မလို့တက်တောင့်တက်တာမရှိတာမျိုးတွေနဲ့ကိုယ်လက်နာကျင်နာတွေကိုပါကင်းဝေးစေမှာပဲဖြစ်ပါတယ်အကောင်းစားလီသီယမ်ဘက်ထရီကိုထည့်သွင်းအသုံးပြုထားပြီးတော့ကြာချိန်လေးကတော့6နာရီကနေပြီးတော့နာရီ20ကြာအသုံးပြုလို့ရမှာဖြစ်ပါတယ်ရှင်အနေဆုံးစပီးနဲ့ဆိုလို့ရှိရင်နာရီ20ကြာအသုံးပြုလို့ရမှာဖြစ်ပါတယ်အမြင့်ဆုံးစပီးနဲ့ဆိုလို့ရှိရင်6နာရီကြာအသုံးပြုလို့ရမှာဖြစ်ပါတယ်ရှင် voice control လည်းရသလို remote control လည်းပါပါတယ်ရှင် Xiaomi Mi 11နဲ့ချိတ်ဆက်ပြီးတော့အသုံးပြုလို့ရမယ်အဓိကကြတဲ့ function လေးတွေကိုလည်းပြပေးပါမယ်ရှင်ပန်ကာဇက်ကောင်းမှာတော့ခလုံးနှစ်ခုပါပါတယ်ဇက်ကောင်းထိန်းကြီးဖို့ရယ်လေယားအဆင့်ထိန်းကြီးဖို့ရယ်ဖြစ်ပါတယ်ရှင်လေယားအဆင့်ကတော့4ဆင့်ပါပါတယ်ရှင်Xiaomi Mi 11 software နဲ့ချိတ်ဆက်ပြီးသွားပြီဆိုလို့ရှိရင်တော့သူကအရင်ဆုံးအခန်းတွင်းအပူချိန်ရယ်အခန်းတွင်းဆိုတိုင်းသားရယ်ကိုမြင်ရမှာဖြစ်ပါတယ်ရှင်ပြီးသွားလို့ရှိရင် on off လုပ်လို့ရမယ်ဒါလေးကနေထွေဝင်းမုတ်ဖြစ်ပါတယ်နေထွေဝင်းမုတ်အသုံးပြုလို့ရမယ်စွမ်းရည်ချွေတာတဲ့အနေနဲ့ပန်ကာရဲ့စပီကို1ဆင့်ကနေပြီးတော့100ဆင့်အထိရွေးချယ်ပြီးတော့အသုံးပြုလို့ရမှာဖြစ်ပါတယ်ရှင်ဒီကောင်ကကြတော့ဆွင်းအနေထားဖြစ်ပါတယ်ဆွင်းအနေထားကိုလည်း30ဒီဂရီကနေပြီးတော့120ဒီဂရီထိထားလို့ရမှာဖြစ်ပါတယ်ဥပမာလူ2ယောက်ထိုင်နေရဆိုလို့ရှိရင်60ဒီဂရီလောက်ပဲထားမယ်ဒီလိုမျိုးချိန်လို့ရမှာဖြစ်ပါတယ်ရှင်Screen brightness လေးရကြတော့ဒီကောင်လေးရဲ့အလင်းရောင်လေးဖြစ်ပါတယ်။ညအချိန်မှာအသုံးပြုရဆိုလို့ရှိရင်ဒီကောင်လေးရဲ့အလင်းမှောင်လေးကိုချိန်လို့ရမှာဖြစ်ပါတယ်ရှင်။ပြီးရင် schedule ထားပြီးတော့မှအသုံးပြုလို့ရပါမယ်။ negative ion mode ကိုလည်း on off လုပ်လို့ရပါမယ်။ temperature sensoring mode ကကြတော့အခန်းတွင်းအပူချိန်ကိုလိုက်ပြီးတော့မှပန်ကာလှုပ်ဆောင်ပေးမှာပဲဖြစ်ပါတယ်ရှင်အခန်းတွင်းမှာအပူချိန်ရမ်းများနေတယ်ဆိုလို့ရှိရင် fan speed ကိုမြင့်ပြီးတော့မှလုပ်ပေးမှာဖြစ်ပါတယ်ညဘက်အပူကျသွားတဲ့အချိန်မှာဆိုရင်လည်း fan speed ကို auto short ပေးမှာပဲဖြစ်ပါတယ်သုံးစွဲသူ customer များအတွက်အသေးစိတ် detail ကြထုတ်လုပ်ပေးထားတဲ့ Xiaomi ရဲ့ Smart Mi Fan 3 ပန်ကာလေးပဲဖြစ်ပါတယ်ရှင်အသုံးဝင်ဆုံးကတော့ negative ion mode ပါတာဖြစ်ပါတယ်ဈေးနှုန်းလေးကတော့9,900ကျပ်ဖြစ်ပါတယ်မှာယူခြင်းနဲ့ဆိုရင်တော့မိတ်ဆွေရဲ့ Sweet Corner Facebook chat box မှာတစ်စင်း TikTok chat box မှာတစ်စင်းမှာယူနိုင်မှာပဲဖြစ်ပါတယ်ရှင်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်